လွတ်နေမေလွေရရီမိမိမေခွေနဲ့ခွေခွာပြပြရင်ဟိုဝေးမှာနေလာရီချောင်းချောင်းမြည်မိရင်ခဲ့မှာပါမေခွေမေကြည်ရွာအောင်မြင်ခဲ့ချိန်မှာအခုတော့အမေလေးလွမ်းသာလေးလွှမ်းရအောင်မဲ့အမေလွတ်နေမေလွေရရီမိမိမေခွေနဲ့ခွေခွာပြပြရင်ဟိုဝေးမှာနေလာရီချောင်းချောင်းမြည်မိရင်ခဲ့မှာပါမေခွေမေကြည်ရွာအောင်မြင်ခဲ့ချိန်မှာအခုတော့အမေလေးလွမ်းသာလေးလွှမ်းရအောင်မဲ့အမေခဏလေးတော့ခွေရအောင်မေရုပ်ကြည်ရတွေ့ကြိုးစားလို့ရှောင်းလန်းစေမှာလွမ်းလို့မငိုပါနဲ့မေတော့တနေ့တော့အယောင်လန်းခဲ့မှာပါအမေရင်ခွေကပါလေးရှိရတော့မြင်တော့သားလေးပြန်ခဲ့တော့မှာပါအပြေတော့ခွေခွာရတဲ့မေမြတ်လို့တဲ့ရုပ်ပြမှာကြိုးစားရုံကံဘဝရဲ့အောင်မြင်ရာရှောင်ခွေလို့နေရတဲ့အမေရေကလေးတွင်လူတွန်းတောက်ရင်ပြန်လာရဲ့မေမေလွတ်နေမေလွေရရီမိမိမေခွေနဲ့ခွေခွာပြပြရင်ဟိုဝေးမှာနေလာရီချောင်းချောင်းမြည်မိရင်ခဲ့မှာပါမေခွေမေကြည်ရွာအောင်မြင်ခဲ့ချိန်မှာအခုတော့အမေလေးလွမ်းသာလေးလွှမ်းရအောင်မဲ့အမေခဏလေးတော့ခွေရအောင်မေရုပ်ကြည်ရတွေ့ကြိုးစားလို့ရှောင်းလန်းစေမှာလွမ်းလို့မငိုပါနဲ့မေတော့တနေ့တော့အယောင်လန်းခဲ့မှာပါအမေရင်ခွေကပါလေးရှိရတော့မြင်တော့သားလေးပြန်ခဲ့တော့မှာပါအပြေတော့ခွေခွာရတဲ့မေမြတ်လို့တဲ့ရုပ်ပြမှာကြိုးစားရုံကံဘဝရဲ့အောင်မြင်ရာရှောင်ခွေလို့နေရတဲ့အမေရေကလေးတွင်လူတွန်းတောက်ရင်ပြန်လာရဲ့မေ